ngắt đồ lên mày à câu này tí đi xa nhân này ngã này tí này của ngã này rồi ngắt đi bien su nhén là và lúc lẽ rồi tụi ấy giàu mà bài líp gì mà tụi xem bìa nó này lia bù đó cái màu gì lấy đi rồi ôi nuôi nó đi đấy ô ra đi lấy đi rồi nên mẹ liu sa rồi nhà ấy giờ mà nó nhà để phía giàu làm nhà nó lại đồ đấy lên rồi ngắt đi rồi để đi ra đấy lấy xe này bỏ phải sao nhá tôi mà đi này đi ra tôi đồ cả đồ sa u yên phiền này nó đồ gì ấy nó lại alo về giờ mà này đi bu ra tới bên里ao mà thái bây giờ này đi siêu bây giờ cho nó coffee lít tao vì sinh ra này doang ngày mà coffee lít đông cái lâu dài mà lâu dài thà mau chết đủ này coffee tao phụ dài ấy anh này biến lại ham yếm mù ná lu giàu tí chân tí chân tí trong bì liu về thà cái máy ná mày bộ anh này đẹp sẽ nấu về là cháu xe mà bộ biển nó biến bị bộ biển chín lý đi bộ về thà ai ya này bị mà doang anh có phi lý của gì đó còn đào dú là bị đó chết đủ cỏ mà lên nó tao mà bộ biển nóအဲ့ဒါတွေကတကယ်လားဆိုစောပိုင်းကျွန်တော်ပြောတဲ့ကော်ဖီလေးတောက်ပြီးစိတ်ကူးရင်နေတာပါလို့အဲ့ရေအိုးလေးကလည်းရေတောက်မဲ့ချိန်လေးကိုပြီးအောင်မြတ်နော်ရေအိုးကွာပါဦးမှာငှက်ကထိုင်သူလည်းစဉ်းစားနေရတယ်တူရယ်နော်ဘယ်ပြစ်သွားတော့ပါတယ်ဒီငှက်မကြီးရတယ်နော်ဟုတ်လားငှက်ထီးရပဲရောက်သွားကြည့်ရတာနင်းခတ်မှိုင်နဲ့ငါ့ဘာဝင်လွန်တဲ့ကြောင်းတွေတတိယရဲ့ကြောင်းတွေရင်ဖွင့်မလို့လားငတ်မလေးစာမလေးလားတက်ကွဲနာလားဒီဟိုဘကကောင်နဲ့ခေါ်နေသိလားအေးသွားအမြင်ဟောမသွားဘူးပြန်လာသူတို့လည်းပင်ကိုသွားမစားဘူးသလားခူးပြီးမှဟောလို့တင်ထားမှလာစားတယ်ကဲလာစားလဲတော့ဒီလိုနေပူလို့ရှိရင်တို့တွေကအေးနေရာတိုင်းတော့မဟုတ်ဘူးကိုနေရာလေးကိုကတော့အေးနဲ့လီလေးကမိုးအုပ်လို့မုံတိုင်းပုံစံနေရှိရင်ကြတော့သူကနည်းနည်းမအေးဘူးဗျဒီလိုနေပူရင်တော့ခေါင်းနဲ့နေရတာအေးနေပူရှိန်ကြီးကလည်းပြင်းတော့ကြတော့ရင်တော့ပုံစံပြောရင်တော့နည်းနည်းလေးပူရင်မြင်ငလင်ရထတာလှုပ်တယ်နော်ဒီနေ့တော့မနက်ပိုင်းမိုးအုံတာကို10 နာရီခွဲလောက်နေ9 ရက်နေ့8 လပိုင်း10 နာရီခွဲလောက်ကတစ်ချက်သူများနေရတော့လှုပ်တယ်ကျွန်တော်တို့တောင်ပေါ်ကတော့မလှုပ်သွားဘူးဗျတန်ကြီးអော်သွားတာပဲနော်အဲ့လိုပဲရှိညာပိုင်းတော့ဘယ်လိုလာအောင်မှမသိဘူးရေးနေပါမယ်ဒီငရုတ်သီးရတစ်မျိုးပဲသလားကာလာလှတယ်တောင်လေးကနေတော့ပဲသူကဒီကောင်လဲတော်တော်ဆက်လောက်တယ်မစားရဘူးကြောက်တယ်နေတဲ့ကောင်လဲဒီကောင်ဆက်တာဒီကောင်လဲဆက်တာပဲအမလီစိမ့်ကြိုက်တဲ့လူကကြတော့ဒါလေးကိုလက်ဖက်လေးတဲ့တောက်ထဲငရုတ်သီးစိမ့်ခေါ်ပါငရုတ်သီးမဲ့ရတော့6 လမ်းပြီးမှုံကျိတ်ငရုတ်မျိုးဆက်လောက်တယ်ကြည့်ရ